အားလုံးပဲမင်္ဂလာပါဘရို edit လုပ်တဲ့အခါမှာပုံမှန်မြန်ဆန်စေမယ့်အချက်9ချက်ကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုကကျွန်တော်ရဲ့ tutorial ဗီဒီယိုထဲမှာနောက်ဆုံးဗီဒီယိုလေးဖြစ်တော့နိုင်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော် edit တွေကိုပဲပြင်တင်မှုအစီအစဉ်တော့ရှိပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံး tip လေးကတော့ကျွန်တော်တို့ key frame တွေအများကြီးချမိပေါ့နော် key frame တွေအများကြီးချမိရဆိုရင်အဲ့ဒါတွေအကုန်လုံးတစ်ခါနဲ့ဘယ်လိုဖြောင်းမလဲဆိုကျွန်တော်ဒီ key frame တွေပေါ့နော်အကြာကြီးဖိလိုက်ပါကျွန်တော်ဒီ key frame ပြန်ပြီးတော့နှုတ်တဲ့ဟာတွေပေါ့နော်အဲ့လေးကိုအကြာကြီးဖိလိုက်မယ်အကြာကြီးဖိပြီးဆိုကျွန်တော်ဒီလိုစာလေးပေါ်လာပါလိမ့်မယ်အဲ့ချိန်ကျကျွန်တော် delete ကိုနှိပ်လိုက်ရင်ရှိသမျှ key frame တွေကုန်ပြတ်တော့ပါလိမ့်မယ်ဒုတိယချက်လေးကတော့ကျွန်တော်တို့ shape အများစုရဲ့ center ဘို့ပေါ့နော်အဲ့ဘို့လေးကအလယ်မှာပဲအများပြင်ရှိနေတယ်ပေါ့နော်အဲ့ center ကိုကျွန်တော်တို့ဘယ်လိုပြောင်းလဲဆိုတော့ဒီမှုလောက်တဲ့ဟာလေးနှစ်ချက်လောက်နှိပ်လိုက်ပေါ့နော်အဲ့ဒါကျွန်တော်ဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်အဲ့ချိန်မှာကျွန်တော်အလယ်ကအနက်အဆန်လေးကိုကျွန်တော်တို့ကိုထားခြင်းနေရာကိုထားလိုက်မယ်ပေါ့နော်အဲ့အဆန်လေးကကျွန်တော် center ပဲအဲ့ကြကျွန်တော်အဲ့အနက်ဆန်လေးရှိတဲ့နေရာပဲကျွန်တော်တို့ကဗဟိုပြုပြီးတော့လဲနေပါလိမ့်မယ်ကျွန်တော်လည်းတခုဝင်စရာရှိပါတယ်အဲ့ဒါတော့ကျွန်တော် YouTube channel က subscriber 1000ပြည့်အောင်မှာမို့လို့ subscribe လေးလုပ်ပြီးတော့ခဲ့ကြပါအောင်ဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်တတိယ tip လေးကကျွန်တော်တို့ဒီ project ရဲ့ shape move and transform နဲ့ effect တွေကို copy ပြီးတော့ပြန်ပြီး paste ဘယ်လိုချရလဲပေါ့နော်တခြား shape တွေမှာ paste ဘယ်လိုချရလဲပြပြပေးတော့ပါမယ်ဒီတော့ကျွန်တော်တို့ copy လုပ်ချင်တဲ့ဘာကိုအရင်ဆုံး copy လိုက်ပေါ့နော် layers ကို copy လိုက်ပြီးရင်ဆိုကျွန်တော်တို့က shape တစ်ခုထပ်ထည့်လိုက်မယ်ပေါ့နော်ကိုကဒီ shape မှာလည်းအတိုင်းပဲကျွန်တော်တို့က layer လေးဖြစ်စေချင်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါ copy ယူပြီးတော့ကျွန်တော်ဒီထဲမှာဒီကျွန်တော်နှိပ်တဲ့အတိုင်းဒီအများလေးကိုတေချာလေးနှိပ်ပြီပေါ့နော်ပြီးရင်ကို paste ချမယ့်ဟာတစ်ခုကိုပဲကျွန်တော်ခြံပြီးကျန်တဲ့ဟာတွေအကုန်လုံးပြန်ပြီးတော့ဖြုတ်လိုက်မယ်အဲဆိုရင်ကျွန်တော် move transform တစ်ခုလေးလုံးမှာမို့အဲ့တစ်ခုလေးထားပြီး paste လုပ်လိုက်မယ်အဲဆိုရင်ကျွန်တော်တို့ဒီ shape လေးကလည်းကျွန်တော်ပထမ shape အတိုင်းပဲပေါ့နော်လေတဲ့ပုံစံလေးဖြစ်တော့ပါလိမ့်မယ်ကျွန်တော်နောက်တစ်ခုရတယ်ပေါ့နော်ပုံတစ်ပုံထဲမှာတနေရာနဲ့တနေရာကိုပြောင်းသွားတာကိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါတော့ကျွန်တော် grad လေးနဲ့လုပ်ရမယ်အရင်ဆုံးကျွန်တော် key frame နှစ်ခုချရမယ်ပေါ့နော်ကိုနောက်ဒုတိယတစ်ခုမှာကိုတွားခြင်းတဲ့ key frame ကိုချရမယ်ပေါ့နော်အရင်ဆုံးကျွန်တော်ဒီ key frame လေးဖြတ်လိုက်မယ်ပြီးဆိုရင်ကျွန်တော်ပထမမှာ key frame တစ်ခုပြီးဆိုရင်ကိုပြောင်းနေတဲ့ပုံစံကို key frame ကိုကျွန်တော်ဒီနားလေးမှာချဲ့ပြီးတော့ကျွန်တော်ရဲ့ profile နားလေးကိုနည်းနည်းရွှေ့လိုက်မယ်ပေါ့နော်ဒုတိယ key frame မှာတက်လုပ်ပြီးဆိုရင်ဂျားထဲမှာကျွန်တော် grad လေးတစ်ခုထည့်မယ်ပေါ့နော်အဲ့ grad လေးကတော့ကျွန်တော်ဒီ grad လုပ်တဲ့ထဲဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအောက်မှာ layer တဲ့ပုံစံလေးရှိပါတော့ဝါရောင်လေးကိုကျွန်တော်အဆုံးထိရွှေ့လိုက်မယ်โอเคကျွန်တော်ကြီးရဲ့ဟာကိုလည်းအတိုင်းပဲဝါရောင်လေးအဆုံးထိရွှေ့လိုက်မယ်ဆိုရင်ကျွန်တော်အဲ့ key frame ရောက်တော့မှာပဲပုံကကြီးသွားလိမ့်မယ်ပေါ့နော်နောက်ထပ်တစ်လေးကတော့ကျွန်တော်တို့ present စီရပေါ့နော်ကျွန်တော်ဒီ project ထဲမှာကိုတုံးနေကြ effect တွေကိုတုံးနေကြ move and transform တွေကိုနောက် project ထဲမှာဘယ်လိုသုံးမလဲပေါ့နော်အများဖြင့်ကျွန်တော်တို့ copy ယူပြီးတော့ပြီး paste လို့ရပါမယ်ပေါ့နော်ကျွန်တော်တို့ဒီခြား project တွေဝေးဝါမျိုးဆိုရင်ကျွန်တော်ဒီလို save present လေးလုပ်ပြီးတော့ပြန်သုံးတာပို့အဆင်ပြေရပေါ့နော်ကိုတုံးနေကြ effect တွေကိုတုံးနေကြmove and transform တွေဆိုအဆင်ပြေတယ်ကျွန်တော်ဒီမှာနာမည်လေးပြီးပြီးတော့ထည့်လိုက်မယ်ပေါ့နော်နာမည်လေးပြီးထည့်ပြီးတော့ကျွန်တော်ဒါ project တစ်ခုထပ်လုပ်လိုက်မယ်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ share တစ်ခုထပ်ထည့်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီခဏဟာလေးကိုထည့်မှာဆိုတော့ဒီမှာ present ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ present ထဲမှာကျွန်တော်ခဏ save ထား rectangular လေးကိုတစ်ချက် apply လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီsave ထားတဲ့ဟာအတိုင်းပဲဖြစ်တော့လိမ့်မယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့layers တွေကိုရွှေ့ရဲ့နေရာမှာကျွန်တော် select မှတ်ပြီးရွှေ့ရင်နှစ်ခုစလုံးတပြိုင်နက်တည်းရွှေ့တာပေါ့နော်ဒါတော့တော်တော်များများသိကြမှာပါကျွန်တော်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီလို project ကြီးလုပ်တဲ့ခါမှာပေါ့နော်ဂျားထဲမှာကျွန်တော်တို့ကမေ့သွားတယ်ဗျာ project video လေးထည့်ဖို့မေ့သွားတာတော့ဘာလို့ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ဒါတော့ကျွန်တော်ဒီမှာရှိတဲ့မြ project တွေအကုန်လုံး select မှတ်လိုက်ပါနော် select all နဲ့ဒီနားလေးဟာလေးနှိပ်ပြီးတော့ select all နဲ့နှိပ်လိုက်မယ်ပြီးဆိုရင်ကျွန်တော်တို့ကကိုထည့်ခြင်းနဲ့ကြံခဲ့တဲ့အပိုင်းရှိရဟာတွေအားလုံးကျွန်တော် select ပြန်ဖြုတ်လိုက်မယ် select ပြန်ဖြုတ်ပြီးဆိုရင်ကျွန်တော်တို့ကဒီနောက်ကဟာတွေအားလုံး copy လိုက်ပါတော့တေချာလေးတော့ copy ပေးပြီးဆိုရင်ကျွန်တော်အဲ့ဒါတွေကိုပြန်ဖြတ်လိုက်မယ်ပေါ့နော်ဖြတ်မှမလို့တေချာလေး copy ပြီးသွားဆိုရင်ကျွန်တော်ဒီခြားထဲမှာကိုထည့်ခြင်းတဲ့ project တွေဘာတွေ edit တွေထပ်လုပ်ပေါ့နော်ဒီခြားထဲမှာကျွန်တော်တို့တခြားမ copy မိစေနဲ့ပေါ့နော်ပြီးဆိုတော့ကျွန်တော်ထည့်ပြီးဆိုရင်ကျွန်တော်ခဏဟာလေးကို paste ချလိုက်ရင်ရပါပြီပေါ့နော်
ဆိုတော့ဒီနေ့ video လေးကဒီလောက်ပါပဲပေါ့နော်နောက်ထပ် edit နဲ့ပတ်သက်တဲ့ content တွေနဲ့ပြန်လာမှာမလို့ subscribe လေးလုပ်ပြီးတော့ခဲ့ကြပြီးရောစောင့်ပေးကြပါအောင်နော်အားလုံးပဲ bye bye